အားလုံးပဲမင်္ဂလာပါဒီဟာကတော့ဒီ Rex C တရားပေါ့နော်နှစ်ခုလုံးအတူတူပဲဒီ temperature controller ပေါ့ဒီဘက်ကိုကြည့်မယ်ဆိုရင်ဒီကောင်းရဲ့ output ကသူ relay output ဖြစ်တယ်ဒီကောင်း SSR solid state relay output ပေါ့နော်ဒီ relay output ကပြီးခဲ့တဲ့သင်ခန်းစာတုန်းကသူအသေးစိတ်တင်ထားပြီးပေါ့မျက်နှာစာကိုကြည့်လိုက်ရင်လည်းသူကအကုန်တူပဲနော်ဒီနှစ်ခုကအကုန်လုံးတူတယ်မတူတာ output ပဲမတူတာဒီဟာကိုကြည့်မယ်ဆိုဒီအရှိပိုင်းတော့မပြောတော့အကုန်တူပဲဆိုတော့specification ကိုကြည့်မယ်ဆိုရင် model ဒီ Rex C တရားပေါ့ F ကတော့ PID self tuning function ဖြစ်တယ်ပေါ့နော် K ဆိုတာကဒီက K type thermocouple သုံးရမယ်လို့ပြောတာနော်02ဆိုတာဒီ0ကနေ400 degree Celsius ထိသုံးလို့ရတယ်လို့ပြောတာเนาะဒီ temperature controller V ကတော့သူက solid state relay သုံးရမယ်လို့ပြောတာเนาะဆိုတော့ DA ကတော့ဒီ alarm ကိုပြောတာပေါ့နော်ဒီ alarm မှာနှစ်ခုဆိုမဲ့တစ်ခုပဲသုံးလို့ရတယ် one alarm ပဲသုံးလို့ရတယ်ပေါ့ဒီ range ကတော့ဒီမှာ0 to 400 degree Celsius ဒီမှာ02ပေါ့နော်ပြီးရင် K type thermocouple ပေါ့ output ဒီ SSR ပဲဖြစ်ရမယ် solid state relay ပေါ့ power ပေးရမယ် supply က AC 220ပေးရမယ်50 to 60 Hz ဖြစ်တယ်ပေါ့နော်ဆိုတော့စက်ရုံတွေရတယ်တင်မောပေါ်မှာရတယ်ဒီဟာကတော့ဒီထုတ်တဲ့ company နာမည်ဖြစ်တယ်ပေါ့ဒီအနောက်ကိုကြည့်မယ်ဆိုရင်နံပါတ်တွေရေးထားတယ်ပေါ့နော်1 2 3 4 5 6 7 8 9 10ဆိုတော့10ခုရှိတယ်ပေါ့နော်1နဲ့2ဒီ2 running power ပေးရမယ်ပြီးရင်3ဒီမသုံးဘူးเนาะ4 5က solid state relay ကိုပေးရမယ်ဆိုတော့ plus minus ဆိုတော့သူဒီ DC solid state relay ကိုပဲပေးရမယ်ပေါ့เนาะဒီဟာတော့6 7က alarm ပေးရမယ်ပေါ့เนาะသူကပုံမှန်ချိန်ဆို open ပေးမယ် alarm ဖြစ်ပြီးမှဒီ close ဖြစ်မယ်ပေါ့ K type thermocouple ပဲသုံးရမယ်ဆိုတော့ number 8ကမသုံးဘူးပေါ့เนาะ9 10ကိုပဲသုံးမယ်ဆိုတော့ plus က10 minus က9ကိုသုံးမယ်ပေါ့ဒီဟာကသူနဲ့တွဲမဲ့ thermocouple ပေါ့เนาะသူ့ specification ကိုကြည့်နေဒီမှာเนาะ K type ပေါ့ပြီး M6 ဆိုတာနှက်ခေါင်းပြောတာပေါ့เนาะပြီးရင်ဒီ3 meter ရှိတယ်လို့ပြောတာ sensor ကြိုးက temperature range က0ကနေ400 degree Celsius ဆိုတော့ဒီ temperature controller နဲ့ကွက်တီပဲပေါ့ဒီဟာက1နဲ့2ပေါ့ line က1ကိုဝင်တယ် neutral ဒီ2ကိုဝင်တယ်ပေါ့9 10ကဒီ thermocouple လာမယ်ဆိုတော့9က minus သွားတယ်10ဒီ plus သွားတယ်ပေါ့ power တင်လိုက်ပြီပေါ့နော်ဒီအနီအောင်က process value အောက်ကအစိမ်းအောင်ဒီ set value ပေါ့နော်ဆိုတော့ process value ဆိုတာဒီ sensor ကနေ sensing လုပ်လို့ရလာတဲ့တန်ဖိုးကိုပြောတာပေါ့ဒီ sensor ကိုတိုင်းကြည့်အောင်ဘယ်လောက်ရလဲ30ကျော်ရတယ်ပေါ့နော်ဆိုတော့ဒီက31ဆိုတော့သူကတော့နည်းနည်းအတိမ်ဆောင်လေးရှိတာပေါ့ဒါမဲ့ဒါအဆင်ပြေတယ်ပေါ့သူကအလုပ်လုပ်တာဘယ်လိုလုပ်တာလဲဆိုတော့ sensor ကနေမှဒီက signal ပေးလိုက်တယ်ပြီးတော့ set value ကကိုကဘယ်လောက်ချိန်ချင်တာလဲပေါ့အခု10 degree Celsius ကိုချိန်လိုက်တာပေါ့နော်တကယ်တမ်းက sensor ပေးရ31ဆိုတော့ဘာမှ action မရှိဘူးပေါ့ဆိုတော့ဒီ set value ကိုက60ပြင်လိုက်မယ်ပေါ့နော်60ပြင်လိုက်ရင်ဘာဖြစ်လဲဆိုတော့တစ်ချက်ကြည့်အောင်နော်ပြင်ချင်ဘာလို့ရလဲဆို set ကိုတစ်ချက်နှိပ်လိုက်မယ်တစ်ချက်နှိပ်လိုက် clamp blinking ဖြစ်သွားပြီပြီးရင်ဒီဟာ shift key ကိုနှိပ်လိုက်မယ်ဒီဖက်ရောက်သွားပြီနော်အဲ့ဒါပြီးရင်ပြောင်းလိုက်မယ်တစ်ကနေ2 3 4 5 6ပြီးရင်ဘာလို့ရမလဲ set key ကို memory မှတ်မယ်ဒါ output ထွက်လာပြီသဘောပေါက်တယ်နော်အခုကကိုလိုချင်တာ temperature ဒီ60 degree Celsius ပေါ့နော် sensor ချိန်တာဒီ30 degree ပေါ့ဆိုတော့ဒီ30လောက်ကွာနေတယ်ပေါ့ကွာနေတော့ဘာလို့လဲဆိုတော့တောက်လျှောက်ဒီ output က on နေမှာပေါ့နော် solid state relay ကို on ခိုင်းမယ် solid state relay ကနေမှ fan ကိုထပ်ပြီးမှ on ခိုင်းမှာပေါ့အဲ့ဆိုတော့ဒီ output ကိုမထွက်စေချင်ဘာလို့လဲဆိုဒီကောင်းကိုပြန် short လိုက်မယ်နော်30ထားလိုက်မယ်ပေါ့30ထားရင်ဒီက set value က process value တဲ့နည်းသွားရင်ဒီ output ကမပေးတော့ဘူးပေါ့ process တကယ်ဖြစ်နေတဲ့ကောင်ကပုံများနေတာပေါ့ main menu ကိုသွားချင်ဘာလို့ရလဲဆိုတော့ဒီ set ကို3 second ကြာအောင်နှိပ်ရတယ်နော်နှိပ်ပြီနော်တောက်လျှောက်ဖိထားလိုက်နော် set value ရောက်သွားပြီနော် AFU ဆိုတာဘာလဲဆို auto tuning ပြောတာ auto tuning ပြောင်းချင်ရင်ဒီကောင်ကို1ပြောင်းလိုက်ပေါ့နော်အခုကတော့ဒီတိုင်းပဲထားမယ်ပေါ့ပြီးရင် set ကိုထပ်နှိပ်မယ်ဒါ P I D AR တစ်ချက်ချင်းနှိပ်မယ်ပေါ့နော်ဒီကောင်ပေါ့ SC ပြီးရင် LCK ဆိုတာကတော့ဒီ password parameter setting တွေ modify လုပ်ချင်သူက3လုံးပဲထားမယ်ဆိုရင်လုပ်လို့ရတယ်ပေါ့နော်ပြီးတော့3လုံးထားမယ်ဆိုရင်ဒီ modify လုပ်လို့မရဘူးပေါ့ဒီ clock တွေကိုမထိဘဲနဲ့30 second ကြာရင်ငကိုတိုင်းပြန်ရောက်တယ်ပေါ့နော်အဲ့ဒါကတော့ဒီ main menu ကိုတွားတာဖြစ်တယ်ပေါ့နော်ပြီးရင်အခုဒီ parameter setting ကိုတွားပြီးမှ setting data တွေချိန်မယ်ဆိုရင် set နဲ့ shift key ကိုအတူတူနှိပ်မယ်3 second ကျော်နှိပ်ရင်ကိုယ့်ကိုရောက်မယ်ဆိုတော့အဲ့ဒီရောက်တဲ့ကိုယ့်ကို1ပြောင်းလိုက်မယ်နော်ဒီမှာတစ်ချက်နှိပ်မယ်ပြောင်းလိုက်မယ်ပြောင်းပြီးရင်ဒီက SN ဆိုတာဒီ temperature ကိုပြောတာ K type ပေါ့နော် thermocouple က K type ဖြစ်တယ်ဒါမှန်တယ်ပြီးရင်တစ်ချက်ပြောင်းစရာမလိုတစ်ချက်နှိပ်မယ် SLL ဆိုတာကတော့ sensor ရဲ့
low measuring range ပေါ့ဆိုတော့ sensor ဒီ0ကနေ400ဆိုတော့ဒီကောင်ကိုပြောင်းရမယ်เนาะခဲ့တဲ့တစ်ခေါက်တုန်းကတော့ဟိုဟာပဲထားလိုက်တယ်เนาะဒီတိုင်းပဲထားတယ်ဒီတိုင်းထားလဲရတယ်ပေါ့ SLL ကို0ပြောင်းလိုက်မယ်ပေါ့เนาะဆိုရင် shift key တစ်ချက်နှိပ်မယ်ပြီးရင်ဒီကောင် down key နှိပ်မယ်up key နှိပ်ရင်တန်ဖိုးပြီးတော့0ဖြစ်သွားပြီပြီး SLH က999ကိုလည်းဘယ်လောက်ပြောင်းရမလဲဆိုတော့400ပြောင်းရမယ်เนาะပြီး shift key တစ်ချက်နှိပ်မယ်400လို့ဒီကောင်ကြတော့ set value ရဲ့ဒီချိန်နိုင်တဲ့ low level ဒီကောင်ကလည်းဘယ်လောက်ပြောင်းရမလဲဆိုတော့0ပြောင်းရမယ်ပေါ့เนาะ0ပြီးရင်ဒီကောင် h ကိုလည်းဘယ်လောက်ပြောင်းရမလဲဆိုတော့ဒီ400ပြောင်းမယ်နော်အပြီးနှိပ်မယ်ပေါ့ OUD ဆိုတာကဒီပူပေးမလားအေးခံမလားပေါ့00က heating ပေါ့အခုက0ကနေ400ဆိုတော့အပူပေးမှာပေါ့နော်ဒါမှန်တယ် OUK ဆိုတာ output type ကိုပြောတာ0ဆိုရင်ဒါသူက relay ရောဒီ solid state ရော0ပဲပေါ့ဒါမှန်တယ်ပေါ့နော်ပြီးရင် AC1 ဆိုတော့ alarm မထားဘူးပေါ့နော်ပြီးခဲ့တင်ခန်းစာတော့ alarm ကို6ထားတယ်ပေါ့နော်အခုက alarm မထားဘူးဆိုတော့ဘာမှ alarm ပြမှာမဟုတ်ဘူးပေါ့ပြီးရင် AH1 ကတော့1ပေါ့နော်ဒီကောင်ကတော့ unit ကိုပြောတာ unit ကအခုက00ဒီ degree celsius ကိုပြောတာ1ဆိုရင် fahrenheit ပြောတယ်ပေါ့နော်အခုက degree celsius ပဲထားမယ်ဒီကောင် okay ပြီး FAC ပြီးရင်တော့ငကိုတိုင်းပြန်ရောက်သွားတယ်ပေါ့အဲဆိုရင်တော့ setting တွေချိန်ပြီးသွားပြီပေါ့ဒီဟာတော့ connection drawing ပေါ့နော်သူက1 2က line neutral နဲ့လာပြီးမှ1နဲ့2ကိုသွားမယ်နော် solid state relay ကဒီဟာ DC ပေါ့နော် DC ကိုပေးမယ်5က plus 4က minus ပေါ့ဒီ thermocouple ပေါ့နော် thermocouple ကတော့ဒီက plus minus သွားမယ်နော်ဒီကတော့ alarm ပေါ့နော် alarm ကတော့ဒီတစ်ခေါက်မသုံးဘူးပေါ့ solid state ကနေမှဒီ solid state ရဲ့ဒီ contact ကိုယူသုံးပြီးမှသူကဒီ fan ကိုခိုင်းမယ်ပေါ့ဒါကသူနဲ့တွဲသုံးမဲ့ solid state relay ဖြစ်တယ်ပေါ့ဒီအောက်ဖက်ခြမ်း input ဖြစ်တယ်အပေါ်ဖက်ခြမ်း output ဖြစ်တယ်เนาะ input ဒီDC 24 volt ပေးရမှာပေါ့ဒီဖက်အချမ်းဒီမှာ AC power ပဲပေးရမယ်เนาะ1နဲ့2ဒီ open ဖြစ်နေတာပေါ့ power လဲပေးလိုက်ရော DC power ရောက်ပြီဆိုရင်ဒီ contact က close ဖြစ်သွားမှာပေါ့เนาะ solid state relay ကအဲ့လိုအလုပ်လုပ်တာဖြစ်တယ်ပေါ့ဒီ line နဲ့ neutral ပေါ့เนาะဒီကလာတဲ့ဟာရဲ့ thermocouple ကပြီးသွားပြီเนาะတော့ connection ပြီးသွားပြီပေါ့1 2 3 4ပေါ့4ကနေမှဘယ်ကိုသွားလဲဆိုတော့ဒီ solid state relay ရဲ့ plus ကိုသွားမယ်ပြီးရင်ဒီက5ပေါ့เนาะဒီ minus ကနေမှဘယ်ကိုသွားလဲဒီက5ကနေမှ solid state relay ရဲ့ minus ကိုသွားတယ်ဆိုတော့ဒီကနေ power ထွက်တာနဲ့ဒီ solid state relay အလုပ်လုပ်မယ်ပေါ့ဒီဟာနဲ့ပြီးသွားပြီနောက်တစ်ခုကဒီ line ကြိုးပေါ့နော် line ကြိုးကဒီကနေပဲယူပြီးမှဘယ်ကိုသွားလဲဆိုတော့ solid state relay ရဲ့ number 1ကိုပို့တယ်ဒီ number 2ကဘယ်ကိုသွားတာလဲဆိုတော့ fan ကိုလာတယ်ပေါ့ပြီးရင် fan ရဲ့နောက်တစ်ကြိုးက neutral ကိုပူးယူလိုက်တယ်ပေါ့ line က1ကိုသွားမယ် solid state relay ရဲ့1သွားပဲ2ကနေမှ fan ကိုသွားတယ်ပေါ့ neutral ကတော့ဒီကပိုးယူလိုက်တယ်ပေါ့ဆိုတော့ connection ကပြီးသွားပြီပေါ့ SP ကို10ကနေ60ပြောင်းလိုက်မယ်ပေါ့ပြောင်းမယ်ဆိုရင် PV က30ကနေ60ဖြစ်အောင်လိုက်လုပ်မှာပေါ့ဒီ thermocouple နဲ့ signal ပေးမယ်ပေးတဲ့ခါကျတော့ဒီ30ဒီ60ပြည့်အောင်ဆိုရင်30တွားအောင်မှာပေါ့နော်တွားတဲ့ခါကျတော့ဘာလုပ်လဲဆိုတော့ဒီကောင် solid state relay ကိုတောက်လျှောက် output ပေးနေမှာဆိုတော့ solid state relay ကစီ power ရောက်မယ် power ရောက်တယ်နဲ့ဒီ solid state relay ရဲ့ contact ဒီ close ဖြစ်မယ်ခုမှ fan ကတောက်လျှောက်လဲမယ်ပေါ့နော်တကယ်တမ်းကတော့ fan အစားဒီဟိုဟာကိုသုံးရမှာပေါ့နော် heater ကိုသုံးရမယ်ပေါ့နော်ဒီနေ့ခွက်တစ်ခွက်ယူတယ်ပြီးရင်ဒီကောင်တိုင်းလိုက်မယ် temperature ဘယ်လောက်ရှိလဲဆိုတော့65ရှိရပေါ့ခုကဒီ set value က20ပဲရှိရပေါ့နော်20ဆိုတော့ဒီ process value က26ဆိုတော့သူကအလုပ်မလုပ်ဘူးပေါ့နော်အဲ့ဆို output value ကို50ပြောင်းလိုက်မယ်ပေါ့နော် set key တစ်ချက်နှိပ်ရပြီး shift key ပြောင်းမယ်ပြီးရင် up လုပ်မယ်နော်50ပေါ့နော်50ဆိုတော့50ပြည့် set value က50 process 26ဆိုတာနဲ့ output relay output ထွက်လာပြီးမှ solid state relay ကို on တယ်ပြီးရင် fan ကလဲတယ်ပေါ့ခါပေါ်ရေထဲထည့်လိုက်မယ်နော်ဒီထဲထည့်လိုက်သူ temperature တက်လာတယ်နော်50ပြည့်သွားတယ်ပေါ့50ပြည့်သွားတယ်သူဒီ output ကိုရပ်လိုက်တယ်ပေါ့နော်အဲ့ဆိုရင်ဒီကောင်ကိုဒီအပြင်မှာထားမယ်ဆိုရင်မဖြစ်လဲဆိုတော့ဒီ temperature တန်ဖိုးဒီကျလာမယ်ပေါ့နော်အဲ့ဆိုဒီ set value ကို20ပြောင်းလိုက်မယ်ပေါ့နော်20ပြောင်းလိုက်မယ်ဆိုရင် shift သိမ့်မယ်1 2 3 20ပြောင်းလိုက်ရင်ဒီ output ဒီမလုပ်တော့ဘူးပေါ့ value ပေါ်မူဒီမှာ process value ကလိုက်လို့တာပေါ့ဟိုက parameter setting ထဲကိုပါမယ် alarm ထည့်မယ်ပေါ့ခုနကတော့ alarm မပါဘူးလေ set နဲ့ shift နဲ့ကိုအတူတူနှိပ်လိုက်မယ်3စက္ကန့်
ကုတ်ရောက်တယ်အဲ့ကုတ်ကို1ပြောင်းလိုက်မယ်ဒီကောင်နှိပ်လိုက်မယ်နော်1ပြောင်းမယ်ဆိုတော့ဆက်သွားမယ်ဒီ AC1 เนาะ AC1 ကအခုကအလမ်းမှာ0 0ဆိုရင်0အလမ်းပြောတယ်အဲ့ဒီဟာကို number 6ပြောင်းလိုက်မယ်6ဆိုတာကဘာလဲဆိုတော့ဒီ process value ဒီ lower limit အလမ်းကိုပြောတာเนาะအဲ့ဒီဟာကို6ကို setting လုပ်လိုက်မယ်ဒီအခုအလမ်းမီနေတယ်เนาะအဲ့ဒါကိုတစ်ချက်ကြည့်မယ်ဆိုဒီ set ကို3စက္ကန့်နှိပ်မယ်ပြီးအလမ်းအော်40ချိန်ထားလို့အလမ်းပြနေတယ်ပေါ့နော်ဘာဆိုတော့ဒီကောင်ဒီ30ပဲရှိတယ်တကယ် setting ချိန်ထားတာက40ပေါ့ဆိုလိုတာကဒီ temperature ကို40အောင်အကြမခံဘူး40ကြာတာနဲ့အလမ်းမီအောင်လုပ်ထားတဲ့သဘောမျိုးပေါ့နော်အဲ့ဆို set value ကိုဒီကိုပြောင်းလိုက်မယ်ပေါ့နော် set value ကိုတန်ဖိုးပြောင်းလိုက်မယ်50ပြောင်းလိုက်မယ်ပေါ့နော်50ပြောင်းမယ်ပြီးရင်ဒီ output ထွက်လာတယ်ပေါ့29 process value က29 set value က50ဆိုတော့ဒီဟာကိုဒီအပူပေးမယ်သူက40ပြည့်တာနေ output ပျောက်သွားလိမ့်မယ်နော်ဟုတ်လား40တဘော temperature ကို40အောင်အကြမခံတာကိုပြောတာအဲ့ဆိုတော့ဒီကောက်ကိုပြန်နှုတ်လိုက်မယ်ပေါ့နော်အပူကျသွားတယ်ပေါ့နော်အပူကကြာရင်မှ40အောက်ဆိုတာနဲ့အလမ်းပြန်ပေါ်မယ်ပေါ့အခု40ရှိပြီအလမ်းပေါ်တော့မယ်ဟုတ်လားနော်39ဆိုတာနဲ့အလမ်းပေါ်တယ်ပေါ့အဲ့ဆိုရင်ဒီအလမ်းဒါရေထဲပြန်ထည့်မယ်ထည့်တယ်ဆိုရင်40ကျော်ရင်အလမ်းပြန်ပျောက်သွားမယ်နော်ဆိုတော့ကိုကကြိုက်တယ်လို့ချိန်လို့ရတယ်အလမ်းကိုပေါ့နော်ဆိုတော့ဒီလောက်တင်ပေးမယ်ဆိုရင်တော့နားလည်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်